လူပေါင်းများစွာစောင့်မျှော်နေကြတဲ့လူချင်းကကြောက်တကားကိုဖွင့်ပြီးယုံကြည်ချက်အပြည့်နဲ့ထွက်လာတယ်။သူကကြမ်းကြမ်းရရှိမှဒူးတစ်ဖက်ထောက်ထိုင်လိုက်တယ်။အတော်နဲ့ဦးလေးချမ်းတို့နှစ်ပေါင်းများစွာကျွေးမွေးဆောင်ရှောက်ခဲ့တဲ့ကျေးဇူးအတွက်ကျေးဇူးတင်ပါတယ်။ကျိတ်အားမျောလင်းချက်အတိုင်းအဆင့်9ဝိညာဉ်အမြင့်စစ်ဆေးတွေ့ရှိခဲ့ပါပြီ။ကြမ်းကြမ်းရာကမနေတာတော့ပဲသူ့ကိုအမြန်ထူပေးလိုက်တယ်မလုပ်ပါနဲ့ကျိတ်အားရဲ့မင်းကအဆင့်9ပါရမီရှင်ပဲဦးလေးကမင်းရဲ့ဒီလိုဥချမှုကိုမခံယူထိုက်ပါဘူး။လူချင်းကတခါမှမရှိဘူးတဲ့ကြီးညိုမှုကိုခံစားနေရတော့မှရုတ်တရက်ကျွန်တော်ကိုလှမ်းကြည့်လိုက်တယ်။လူတိုင်းကသူ့ရဲ့အဆင့်9ဝိညာဉ်အမြင့်အရှိန်အဝါအောက်မှာဒူးထောက်နေကြပေမဲ့ကျွန်တော်တယောက်ပဲလက်ကိုအင်ဂျီလက်ထဲထည့်ပြီးအေးဆေးရက်နေတာကိုလင်းချန်မင်းကမကျေနပ်ဘူးလားသူကအကျယ်ကြီးအော်မေးလိုက်တယ်။ကျွန်တော်ကခေါင်းထဲကြည့်ပြီးမျက်နှာသေးနဲ့ပဲစာတစ်ကြောင်းရေးလိုက်တယ်မင်းနဲ့မတန်ဘူး။ရေစရာပဲဝိညာဉ်အမြင့်မရှိတဲ့အတုံးမကျတဲ့ကောင်ကငါရှိမှာဘာလို့ဒီလောက်မာနာကြီးနေတာလဲသူကကြမ်းကြမ်းရပက်လက်ပြီးဦးညွတ်တောင်းဆိုလိုက်တယ်ဦးလေးချမ်းကျွန်တော်မှတောင်းဆိုစရာတခုရှိပါတယ်ကျွန်တော်နဲ့လူရွှေညီမလေးကငယ်တငယ်ချင်းတွေမျိုးလူရွှေကိုကျွန်တော်စီလက်ထပ်ပေးဖို့တောင်းဆိုပါတယ်ကြမ်းကြမ်းရခက်ခဲသွားပြီးဘာလို့လဲဆိုတော့သူကလူရွှေကိုကျွန်တော်စီလက်ထပ်ပေးမယ်လို့ကတိပေးထားပြီးသားမို့လို့ပါပဲတကယ်ပဲစိတ်ပြောင်းပြီးသူ့ကိုတခြားသူနဲ့ပြန်ပေးစားတော့မှလားဦးလေးကျွန်တော်ဒါမိမယူချင်တယ်လို့အော်ပြောလိုက်ရင်ဒီမှာရှိတဲ့မိသားစုတော်တော်များများကကျွန်တော်နဲ့မဟာမိတ်ဖွဲ့ဖို့လိုလားကြလိမ့်မယ်လို့ယုံကြည်တယ်အဲ့ဒီအချိန်ကျရင်ကျွန်တော်ကတခြားတယောက်ရဲ့တမက်ဖြစ်သွားနိုင်တယ်နော်လူကျန့်ကလက်နှစ်ဖက်ကိုနောက်ပစ်ပြီးဘာကိုမှဂရုမစိုက်ဟန်နဲ့ပြောလိုက်တယ်ကျန့်ကျန့်ရရဲ့မျက်နှာကတိတိတတ်တာဖြစ်သွားပြီးဆုံးဖြတ်ချက်တစ်ခုချတော့မဲ့အချိန်မှာပဲကျွန်တော်ကလောင်တံကိုမပြီးရေးလိုက်တယ်ဦးလေးကျန့်လူရွှေပြောရှင်နိုင်မလားဆိုတာကစကလုံးတွေပုံမှန်မဟုတ်ပဲအစွမ်းစားပုံမှာပဲမူတည်ပါတယ်ကျွန်တော်လူကျန့်နဲ့ရှင်ပြိုင်ဖို့အစ်စ်ပါပဲဒါကိုမြင်တော့ကျန့်ကျန့်ရကစိတ်သက်သာရသွားပြီးလူကျန့်ဘက်ကိုအမြန်လှည့်ကြည့်လိုက်တယ်ကျန့်အားမင်းကောဘလို့ထင်လဲအမိုက်ကောင်ကအဆင့်9ဝိညာဉ်အမြင့်ကိုစိန်ခေါ်ချင်တာလားငါမင်းကိုအခွင့်အရေးတစ်ခုပေးပါမယ်မင်းရှုံးသွားရင်တော့ဒါကမင်းအတွက်တစ်သက်လုံးကြွားလို့ရမယ့်အရာပဲကြမ်းကြမ်းရတက်ပြင်းချလိုက်နိုင်တယ်မင်းတို့ကို3ရက်အချိန်ပေးမယ်ဘသူကနောက်တစ်ဆင့်ကိုအရင်တက်လန်းနိုင်မလဲအဲ့ဒီလူကကျန်းယူရွှဲနဲ့လက်ထပ်ကိုအရေးချင်းပြည့်မိလိမ့်မယ်ဘလို့လဲကျွန်တော်ချက်ချင်းပဲကလောင်နဲ့ရေးလိုက်တယ်သဘောတူတယ်အဆင့်တစ်ခုတည်းလားဦးလေးကကျွန်တော်ရဲ့အဆင့်9ဝိညာဉ်မြစ်ကိုရှော့တွက်နေတာပဲ3ရက်နေရင်စောင့်ကြည့်ကြတာပေါ့အဲ့ဒီအချိန်မှာပဲလူအုပ်ထဲကနေဇင်ခံဝတ်စားတွေဝတ်ထားတဲ့လူကြီးတစ်ယောက်ထွက်လာတယ်တခင်လေးလူကျွန်တော်ကချင်းချမ်းရှမ်းပါအဲ့ဒီနေရာမှာရှိတဲ့လူတိုင်းအံ့ဩသွားကြတယ်ချင်းချမ်းရှမ်းဟာကုကျိုးမျိုးရဲ့နံပါတ်1စီးပေါ်ဆက်တဲ့မိသားစုရဲ့ခေါင်းဆောင်ဖြစ်ပြီးမျိုးရိုးစဉ်ဆက်လက်နက်ပြုပြင်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီးပတ်ဝန်းကျင်ကမျိုးအားလုံးရဲ့စီးပွားရေးကိုလက်ဝါးကြီးအုပ်ထားသူဖြစ်တဲ့ချင်းချမ်းရှမ်းကပြုံးပြီးကြောက်စိမ့်ပလင်းငယ်ဆယ်ပလင်းစီစီရီထည့်ထားတဲ့တစ်တာလေးကိုကင်ထားတယ်ချင်းမိသားစုကတခင်လေးလူရဲ့အဆင့်9ဝိညာဉ်အမြင့်အတွက်ဂုဏ်ပြုပါတယ်ဒီကြည့်တန့်စင်ရီဆယ်ပလင်းကတခင်လေးအတွက်လက်ဆောင်မှာ3ရက်အတွင်းမှာတခင်လေးအောင်မြင်မှုတွေနဲ့အတူအလှလေးကိုအိမ်ခေါ်လာနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်မျက်လုံးတွေမေ့စေသွားတယ်ချင်းမိသားစုကလူကျန်းဘက်ကနေတိတိတတ်တာရက်တီပေးနေတာပဲကျွန်တော်အကြည့်ကိုသတိထားမိပေမဲ့ချင်းချမ်းရှမ်းကနောက်မဆုတ်ပဲအေးဆက်ဆက်ပြန်ကြည့်တယ်ဒါအပြင်ဒီနေ့ကစပြီးရှင်မိသားစုပိုင်ဆိုင်အားလုံးမှာလင်ချန်ကိုချီရတန့်စင်ရီရောက်ချပေးခြင်းမပြုဖို့တားမြစ်လိုက်တယ်ကျွန်တော်အကြည့်တွေအေးဆက်သွားပြီးကလောင်နဲ့ရေးလိုက်တယ်ခမည်းတော်တမရဘူးမျှော်လင့်ပါတယ်နောင်တော့မင်းလိုအမိုက်ကောင်ကိုစွန့်ပစ်ပြီးတခင်လေးလူဘက်ကရက်တီပေးတာကိုနောက်တရရမှာလားကျွန်တော်သူ့ကိုအတိတ်ပဲပါကြည့်ပြီးတိတ်တဆိတ်ထွက်လာခဲ့တယ်အပြန်လမ်းမှာချင်းချမ်းရှမ်းနောက်ကလိုက်လာတဲ့အကြည့်တွေနောက်ကဝေခွဲမရဖြစ်နေတယ်မိသားစုကောင်းဆောင်ဘာလို့လူငယ်လေးတယောက်ကိုဒီလောက်အထိနှိမ့်နေရတာလဲအကြောင်းရင်းကတော့လွန်ခဲ့တဲ့10နှစ်ကပေါ်လာခဲ့တဲ့လူဝက်ဆန်ပြတဲ့ဝိညာဉ်စရာတယောက်ကြောင့်ပဲသူဖော်ဆက်ခဲ့တဲ့အလက်တန်းစားချီချာတန့်စင်ရီတွေကချင်းမိသားစုရဲ့နှစ်ပေါင်းရာချီစီးပွားရေးကိုပျက်စီးလူနီးပါးဖြစ်စေခဲ့တယ်လူကျန်းကူကျိုးမျိုးကိုဘယ်တော့မှရောက်လာလဲမှတ်မိလားလွန်ခဲ့တဲ့10နှစ်ကမိသားစုကောင်းဆောင်ခင်ဗျားဆိုလိုတာကပြန်ရောက်တာနဲ့ကျွန်တော်တကားကိုချက်ချင်းပိတ်ပြီးလက်တီးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်တယ်လူကျန်းငါမင်းထက်ညံ့တယ်လို့မယုံဘူးကျွန်တော်လေစင်စစ်ကျန်းစာကိုဖွင့်ပြီးတေချာဖတ်လိုက်တယ်ကျွန်တော်ခန္ဓာကိုယ်ကရှင်းဟောင်းတစ်ပင်ရဲ့တန့်စင်ပေးမှုကိုခံထားရလို့လားမသိဘူးချက်ချင်းပဲနားလည်သွားတယ်တနားကြီးကြာမှာတော့ကျွန်တော်တင်ပြခွေထိုင်ပြီးတရားမှတ်ရင်ဓာတာကိုပြဖက်လိုက်တယ်ကျွန်တော်စီကကြည်လင်နေတဲ့ဝိညာဉ်မြစ်ဟာဟင်းလင်းပြင်တွေကမြင့်ရည်တွေလိုပဲလေတူတွေကဝိညာဉ်စွမ်းရည်တွေကိုဖြည်းဖြည်းချင်းဆုပ်ယူလိုက်တယ်မကြခင်မှာပဲအရက်မျက်နှာတီးတီးကဝိညာဉ်စွမ်းရည်တွေစူးစီးလာပြီးတန့်စင်တဲ့စွမ်းအားတွေဖြစ်ပြောင်းလဲသွားတယ်ကျွန်တော်မမုန်းမပန်းချစ်ကြံနေခဲ့တယ်မိုးတောက်ချိန်မှာနေအောင်ကြီးကကျွန်တော်ကိုနိုးထစေခဲ့တယ်ကျွန်တော်အိယာဘော်ကနေခုန်ဆင်းပြီးစွမ်းရည်တွေကိုစူးစီးကထိုးနှက်လိုက်တယ်လေထုတိုးတန်ကနားထဲမှာဟိမ့်ထွက်သွားတယ်ချီကတန့်စင်ခြင်းဒုတိယအဆင့်တညာနဲ့အဆင့်တက်လန်းနိုင်ခဲ့ပြီးကျွန်တော်အတွက်3ရက်တိတိအချိန်ယူခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်မမာနတက်တာမျိုးဒါမှမဟုတ်ကိုကျဉ်နေနေတာမျိုးမရှိခဲ့ပါဘူးကြီးကျင့်ကြံခြင်းရဲ့ဒုတိယအဆင့်ကိုရောက်ရုံနဲ့တည်းမလုံလောက်သေးပါဘူးကျွန်တော်ဆက်လက်ကျင့်ကြံဖို့ကြိုးစားခဲ့ပေမဲ့ဝိညာဉ်စွမ်းရည်စုဆောင်းနိုင်တဲ့နှုံးကတိတိတတ်တာနှိကွေးသွားတာကိုတွေ့ခဲ့ရတယ်ကြီးကျင့်ကြံခြင်းမှာအဆင့်မြင့်လာတာနဲ့အမျှကြီးတန့်စင်ရည်နဲ့ဖြည့်ဆွတ်ပေးဖို့လိုအပ်လာပါတယ်အဲ့ဒီအချိန်မှာပဲအဖေမဆုံးပါခင်ကမှားကြားခဲ့တာကိုရုတ်တရက်တတိယသွားတယ်သူစနစ်ပတ်လုံးအမြဲဆောင်ထားခဲ့တဲ့တစ်တာလေးကိုသူ့ကူရှိမှမြုပ်ထားပေးဖို့ကျွန်တော်ကိုပြောခဲ့တာပါအထက်ကအစီတွေအညောက်မပေါက်မချင်းအဲ့ဒီတစ်တာကိုမတူးဖော်ဖို့လဲသူတတိပေးခဲ့ပါတယ်အဖေကဒီလိုမျိုးအံ့ဖွယ်စိတ်တွေကိုခြံထားနိုင်ခဲ့တယ်ဆိုမှတော့အဲ့ဒီရုပ်ဝက်ဆန်ပြတဲ့တစ်တာထဲမှာထူးခြားတဲ့အရာတစ်ခုခုရှိနေရပါမယ်ကျွန်တော်တကားဖွင့်ဖို့ထွက်လိုက်တဲ့အချိန်မှာပဲဘေးကဝင်းထဲကကျန်းရွှေရွှေရဲ့တောင်းပန်တိုးရှိုးတန်ကိုကြားလိုက်ရတယ်အတော်လူတာကဒီလအတွက်မျိုးနွယ်စုကသမီးကိုထုတ်ပေးထားတဲ့အရင်းမြစ်တွေပါကျေးဇူးပြုပြီးဒါကိုလူမသွားပါနဲ့လူရင်းရွှမ်းဟာသူမရဲ့ကိုယ်ရံတော်အစေခံမနှစ်ယောက်နဲ့အတူကျန်းရွှေရွှေကိုဝိုင်းထားပါတယ်အစေခံတွေကသူမရဲ့လက်မောင်းတွေကိုချုပ်ထားစင်မှာလူရင်းရွှမ်းကကျန်းရွှေရွှေရဲ့လက်ထဲကကြီးတန့်စင်ရေးပလင်းကိုဆွဲလူလိုက်ပါတယ်ဒီအရာကိုဟိုအသုံးမကျတဲ့လင်းချံကိုပေးချင်နေတာငါမသိဘူးမမှတ်နဲ့သူ့ကိုအနိုင်ရစေချင်နေတာလားအိမ်မက်ပဲမက်နေလိုက်